ကျွန်တော်ဒီအောက်ဒိုးတွေမှာတက်လိုက်နေပြီဆိုရင်ကျွန်တော်တို့ဘယ်အောင်စစစ်မလဲဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်ရမှာကျွန်တော်အိမ်တွင်းမီးလိုင်းဖြစ်ပါတယ်အိမ်တွင်းမီးလိုင်းစစ်မယ်ပြီးရင်ဖေးနူထဲမှာနေလာစစ်မယ်ပြီးရင်ကျွန်တော်တို့အင်ဒိုအော်ဒိုမှာဆက်ထားတဲ့ join ပေါ့နော်join မှာအကျိုးဖြုတ်ပြီးတော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့စစ်ကြည့်ရမယ်စစ်ကြည့်လို့ကျွန်တော်တို့ဓာတ်မလိုက်တော့ဘူးဆိုရင်တော့ကျွန်တော်တို့ဒီအကျိုးဖြုတ်ထားလိုက်လို့ရှိရင်အဆင်ပြေတယ်တကယ်လို့အကျိုးမှာဖြုတ်ထားပြီးတော့တက်ကလိုက်နေတယ်ဆိုကျွန်တော်တို့ဘယ်ဘိုင်းနေပြန်စစ်ရမလဲဆိုကျွန်တော်တို့စစ်ရမှာကျွန်တော်တို့ compressor ရှိမယ်ပြီးရင် fan လေးရှိမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဘယ်လို compressor စစ်ဖို့ဆိုကျွန်တော်တို့ fan ကိုကျွန်တော်ဖြုတ်ထားလိုက်မယ်ဖြုတ်ပြီးတော့ကျွန်တော်တို့ compressor ကိုတိတက်ညီပဲမောင်းလိုက်မယ်မောင်းလိုက်ပြီးအချိန်မှာကျွန်တော် tester နဲ့ထောက်ကြည့်လိုက်လို့မီးမရောက်တော့ဘူးဆိုရင်ကျွန်တော်တေချာတယ်အဲ့ဒါကဒီအော်ဒိုမှာကွန်ပျူတာမှာပြဿနာမရှိဘူးပေါ့နော်တကယ်လို့အင်ဒိုဖန်ကိုပြန်တက်ပြီးတော့ run လိုက်ပြီးဆိုရင်ပြန်ပြီးတော့မီးထောက်ကြည့်လိုက်လို့မီးရောက်နေဆိုရင်တော့သိကြပါတယ်အဲ့ဒီပြဿနာကဓာတ်လိုက်တဲ့ပြဿနာဘယ်မှာရှိလဲဆိုကျွန်တော်တို့ fan motor မှာဖြစ်ရှိနေတာဖြစ်ပါတယ်အဲ့ဒီမျိုးရှိနေဖြည့်စင်းရမယ့်ဒီလန်လေးကတော့အမျိုးမျိုးရှိတာပေါ့နော်ကျွန်တော်အဲ့ဒါတော့မပြောတော့ဘူးဒါကတော့အော်ဒိုမှာဓာတ်လိုက်နေရှားမယ့်ပြစ်ချက်တွေပြောတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်